တတဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရတရားမှန်ကန်သောစကားကိုပြောဆိုရာမှန်ကန်သောမှုကိုလုပ်ဆောင်ရာမှန်ကန်သောသမွေမှုရွယ်ဆောင်ရာဒီလာတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာဘယ်ခင်ပေါင်းစီလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တဲ့လားကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါပဏ္ဏာကလွတ်စေကြောင်းတရားကာယကံဝစီကံမနောကံများသင်ကြယ်အောင်စေကြောမဲ့တရားမှန်ကန်သောအာထုံမှုရှိစေရာမှန်ကန်သောအောင်မေခြင်းနှလုံးမူရာမှန်ကန်သောကြည်ကြည်မှုစုဆိုင်ရာတမာရီတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာဘယ်ခင်ပေါင်းစီလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တဲ့လားတတ်တဲ့မဲ့ခင်ရှိပါရိယာရိတကြံသောတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်လမ်းပြရတရားမှန်ကန်သောယူမျိုးမြဲယူပါမှန်ကန်သောကြံမျိုးမြဲကြံပါမှန်ကန်သောသီလနဲ့သမာဓိပညာတရားနှပါနဲ့